皆さんこんにちは。札幌မှာရန်နှစ်ထောင်နဲ့ကိတ်မုံနေလဲအဝစားရမယ့်အပြင်တခြားဟာပေါ့တခြားစားစရာတွေလည်းအစုံကြီးတဲ့ဆိုင်တွေတကူလမ်းညွှန်ပေးမှာဖြစ်ပါတယ်။ကိတ်မုံကြိုက်တဲ့လူတွေအတွက်ကတော့လုံးဝသွားတဲ့ဆိုင်လေးဆိုင်ပါ။ဒီဆိုင်ကို2ကြိမ်လောက်သွားပြီးမှ review တင်ပေးရမလို့သွားကြည့်မယ်ဆိုရင်လုံးဝမမားတဲ့ဆိုင်လေးပါ။သူက札幌 TV Tower ရဲ့အနီးနားမှာရှိတဲ့အတွက်လိပ်စာအပြည့်စုံကိုလည်း comment မှာအပြည့်အဝရေးပေးထားပါမယ်ရှင်။ဆိုင်ပုံစံလေးက Alice in Wonderland နဲ့ပုံစံလို့အပြင်စင်လေးနဲ့ပေါ့တပ်ပုံရိုက်ဖို့လည်းအရန်ကောင်းပါတယ်။အဲ့ကားတွေကတော့စပက်ခွန်အပြည့်နဲ့ကိတ်မုံတွေလည်းတကယ်စားလို့ရမှာနော်။တကယ်တော့သွားမယ်ဆိုရင်ရော်ရခုမလောက်ထားလဲရပေမဲ့ရော်ရခုလောက်ထားတာပို့ပြီးတော့အဆင်ပြေပါတယ်။အထက်မှာတကယ်တော့ beef တာပဲဟိုးတိုင်နဲ့ macaron တာပဲဟိုးတိုင်တွေလည်းယူလို့ရပါတယ်။အဲ့ဟာတော့ပတ်စံပို့ပေးရပါတယ်။ရန်နှစ်ထောင်ထဲမှာပါတွေကတော့ဒီကြံတဲ့ဟာပေါ့နော်အကုန်ဗီတိုထဲမှာပါတဲ့ဟာအပြင်ဗီတိုထဲမှာမပါတဲ့စားစရာတွေတောင်ရှိပါသေးတယ်။အချိန်ကနာရီရပြီးတော့အထဲမှာသမင်းတွေခောက်ဆွဲတွေစပါဂက်တီတွေပါစတာတွေအစုံရတယ်ပေါ့နော်။ကြက်ကြော်တွေပြီးတော့ခါကျရင်ပီဇာအမျိုးစုံတွေအပြင်တခြား curry rice တိအောင်စားလို့ရတယ်ဆိုတော့ရန်နှစ်ထောင်ကလုံးဝတန်ပါတယ်။ပြီးတော့ salad ကလည်း5-6မျိုးလောက်ရှိတဲ့အတွက်ကိုကြိုက်တာလုံးရွေးလို့စားလို့ရပါတယ်။နောက်ပြီးတော့တောက်စရာက10မျိုးလောက်ရှိပြီးတော့နော်မီဟိုတိုင်မှာအစီအစဉ်တွေနဲ့ကစပွဲသဝိုင်းမှာဒီလိုကက်လေးတွေဖဲကက်လေးတစ်ခါရွေးပိုင်ခွင့်ရှိရပါတော့အဲ့ဒီမှာကင်းကတ်ပေါက်တယ်ဆိုရင်ဆိုင်ကနေလက်ဆောင်လည်းရရှိအောင်မှာဖြစ်ပါတယ်အချိုပွဲကတော့လုံးဝမေးအကြိုက်ဆုံးလို့ပြောရမယ်ပေါ့နော်လုံးဝဒါကတော့ဒုတိယအချိန်သွားစားတဲ့အချိန်မှာပေါ့ညနေလုံးဝဆိုင်ပိတ်တဲ့အချိန်ဖြစ်နေပြီဖြစ်တဲ့အတွက်ဘာမှတိတ်တော့မရှိတော့ဘူးပေါ့နော်ဒါပေမဲ့ကုံသွားတဲ့မုံတွေတော့သူတို့ကချစ်ချင်းဖြည့်ပေးပါတယ်ဆိုင်ဖွင့်ချိန်ကတော့မနက်10:00နာရီကနေည9:00နာရီဖြစ်ပြီးတော့ဆိုင်ကနေ့တိုင်းဖွင့်ပါတယ်ည9:00နာရီဆိုပေမဲ့မေတော့စားတဲ့ချိန်တုန်းက8:00နာရီခွဲလောက်ကနေစပြီးသူတို့ကပိတ်ဖို့ပြောနေပြီပေါ့နော်ဆိုတဲ့အခါကျတော့စိုးလေးသွားတာတော့ပိုကောင်းပါတယ်အချိုပွဲစားရတာနဲ့တင်လုံးဝကိုတန်ပါတယ်ရေခဲမုံတွေလည်းစိုက်တလောက်စားလို့ရတဲ့အတွက်တစ်ခါလောက်ကတော့လုံးဝသွားစားကြည့်တဲ့ဆိုင်လေးပါတကယ်တော့ကိတ်မုံနေနဲ့အချိုတွေမကြိုက်ဘူးဆိုတဲ့လူတွေအတွက်ကတော့တိတ်ပြီးအဆင်မပြေပါဘူးထော်ပင်နေနဲ့ကိုကြိုက်တဲ့ဒီလိုအစီအစံတွေရောတကြားလုံးတွေရောကြိုက်တာယူစားလို့ရတယ်ပေါ့နော်ဒီချောကလက်ထာဝါလေးကတော့အကြိုက်ဆုံးပါပဲယူထားတာရမ်းများပြီးတော့စားကုန်ပါမလားလို့တွေးနေပေမဲ့နောက်ထပ်တစ်ခါလောက်ထပ်ယူဖြစ်ပါသေးတယ်စားတော့တွေကလည်းအကုန်လုံးအရသာရှိတဲ့အတွက်ကိတ်မုံနေဆိုရင်ပေါ့နော်နောက်တစ်ခါကိုထပ်ယူဒီလိုမခံအပြည့်ယူနောက်တစ်ခါတော့ထပ်ယူပြီးတော့စားဖြစ်သေးတယ်ပေါ့နော်သူကရှိုးရန်ဆိုပေမဲ့အရန်ကိတ်မုံတွေကအရန်အီရဲ့ထဲမှာမပါပါဘူးဆိုင်ထဲမှာတွေ့ရတာတော့ဂျပန်ကောင်မလေးတွေပေါ့နော်အဲ့လိုဆယ်ကျော်တဲ့ကောင်မလေးတွေကျောင်းသူလေးတွေလာစားကြအများဆုံးလာစားကြတွေ့ရပါတယ်ဒီစနီတရှင်လေးတွေလည်းအမြဲတမ်းဖွင့်ပေးထားတဲ့အပြင်ဆိုင်ထဲကအပြင်စင်လေးတွေကဓာတ်ပုံရိုင်တကယ်ကိုလာပါတယ်မင်းကတော့စားဖို့သွားတာဖြစ်တဲ့အတွက်ဓာတ်ပုံသိမ်းမရိုက်ဖြစ်ပဲနဲ့အစားပဲတစ်ချိန်လုံးစားနေရပါစလတ်တွေကအမျိုးစုံရှိတဲ့အတွက်ကိုကြိုက်တဲ့ဟာရွေးပြီးစားလို့ရပါတော့အဲ့ဒီထမမင်းကတော့ဒီအရွက်လေးနဲ့ပြီးတော့ဒီကော်ပီတောခင်ရအောင်စလတ်လေးကိုပို့ပြီးတော့ကြိုက်ပါတယ်တကယ်အချိန်2နာရီဆိုရင်လေလောက်ပါမလားလို့စဉ်းစားပေမဲ့ချိန်2နာရီကအေးစစ်စစ်စားလို့ရပါတယ်တကယ်ချင်းနေနဲ့6လေပြီးတော့ဒီလိုအုပ်စုလိုက်သွားကြမယ်ဓာတ်ပုံရိုက်မယ်ဆိုရင်လည်းအဆင်ပြေရဲ့တကယ်တမ်းအပြင်မှာတခြားဟာတွေစားမယ်ဆိုရင်လည်းဒီလောက်ပဲကုန်မှာပေါ့နော်တယောက်ကို2000လောက်ဆိုတာတကယ်ကိုတန်တဲ့ဈေးမို့လို့သွားစားတင်ပါတယ်အဲ့ဒီတည်းမှာတခြားပေါ့ရေခဲချစ်တွေပြင်ဟိုပေါ့တခြားမုံတွေလည်းအမျိုးစုံပေါ့နော်မစားနိုင်ခဲ့တဲ့မုံတွေတောင်မှရှိသေးတယ်ပေါ့နော်နောက်ထပ်အများကြီးပဲရေခဲမုံတွေလည်းအစုံရှိတယ်ပြီးတော့ soft to cream မှုတွေမှာစားရှိရပေါ့နော်တကယ်တော့ကိုမွေးနေ့ရှိရဆိုရင်သူတို့ဆိုင်ကနေပြီးတော့ surprise လုပ်ပေးတာမျိုးလည်းရှိပါတယ်ဒီတစ်ခါတော့စားတာကတော့နည်းနည်းလေးနောက်ကျသွားရပါတော့တကယ်ချင်းနေနဲ့စာပိုလို6လည်ပြီးပါစားရမှန်းမသိရင်တော့စားကြည့်ပါနော် bye bye